할렐루야. 아멘. 나도 이 묘하시나 말고는 이 피아시고 신고야라 저노의 과안에 저노의 아천산의 정법이네 디네 피아지우로 정대대 뵙시네 디네 저노의 아디네 딴시의 룰을 피자로는 디네 마야시 라레야 디네 저노의 베나시의 룰고 디하 디네 마네고 아미의 룰에 수가 저노세야 아야베야 디네 명마로 테마 누가 디네 고고야 디네 뜻시의 피아우 디네 고고의 칼칼의 피아우 저노 아야베야 디네 저노로하 네 예수의 아기 저노로 아미도 두를 피네 수비 저노의 피디시고 디네 디네 아야베야 저노로 수가 두고 자와요ဒီထဲမှာကပဲကျွန်တော်တို့ကဒီနေ့မာနဲ့နေအောင်မြင်
ရတော့ခွင့်တွေပေးတယ်သူလည်းမကဘဲကျွန်တော်လည်းဘွားရဲ့စတာမှာဒီနေ့ယေရှုအားဖြစ်ပဲဖြစ်တယ်ဒီနေ့ကျွန်တော်လည်းမျိုးလေးရမယ်ဒီနေ့လောကရမှာကျွန်တော်တော့ရမယ်ညာဒီနေ့လောကရမှာပေါ့ဒီနေ့ကျွန်တော်မျိုးလေးရမှာကိုရောလေးကိုပဲဒီနေ့မျိုးလေးရမှာဖြစ်ပါတယ်ဒီကျွန်တော်လည်းခုနောက်တဲ့အသိဉာဏ်တွေကကျွန်တော်တို့မှာမမီနဲ့မိမဲ့ကျွန်တော်ရဲ့အနာမှာဒီလိုဝီရောဖျားအမြဲတည်းရှိအောင်ဖြစ်သူဝီရောအတူတူတက်တာကိုလွတ်မြောက်ရှိဖို့ခံစားမှာဖြစ်လို့တော့ဒီကျွန်တော်လည်းအသိတော့ရာဆိုတဲ့ဆရာကြီးကျွန်တော်တို့မျက်မှောက်တွေထပ်မှာတိုးရအောင်
ပြောင်းလဲမှုများဖြစ်နေသူချမှုများကူကနေစားတင်ကသူချင်းဖြစ်လာသူနာစားလို့ဖြစ်တော်ရတာဖြစ်နေသူနာစားလို့ပြောင်းလဲမှုများဖြစ်နေသူချမှုများကူကနေစားတင်ကသူချင်းဖြစ်လာရဲ့မှာတော့တဲ့မြေမော်တော့ထဲမှာပါဒီမြောက်လေးရှင်းရှင်းအောင်ဒီမြေမော်တော့ထဲမှာဒီဆွဲဘွားပြောင်းလေးစီအောင်ဖြစ်ပါတယ်ဒီတော့ဘာရမှာကျွန်တော်တို့ပြောင်းလေးလို့မရအောင်ဒီနေ့ဖျားရေးမြေမော်တော့ထဲမှာဒီနေ့အရာနဲ့မှာကျွန်တော်တို့တဲ့စိတ်ချရတဲ့နေရာဒီနေ့ကျွန်တော်တို့ဒီနေ့လူမျိုးရှင်ကိုပေးရတာပါကျွန်တော်မကမယ်ကျွန်တော်တို့ဆက်လက်ပြီးကျွန်တော်တို့ခံရမယ့်ဌာနတော်ဆိုတဲ့ဆရာဒီနေ့ကျွန်တော်တို့တက်တာပါဒီနေ့တော့ပြေးပေါ်တယ်ပေါ်တက်သွားတဲ့ဆရာဒီနေ့ဝီတော်ရှင်းသွားတဲ့ဒီပေါ်တင်နေမှာဒီလိုအားဖြင့်ဒီနေ့ပြည်သူတွေတမန်တော်တရားစရာမှာဒီဝီနေထူးတွေရှင်းသွားတဲ့ခါမှာဒီတရားစရာမှာကောင်းတဲ့လူတွေပေးလာလို့ရှိတယ်ဒီရတာမှာဒီနေ့ပူဇာရဲ့နိုင်ငံတော်သက်သာရဲ့ခိုင်ခိုင်တဲ့ဟောဒီဘောရရဲ့စကားကိုပြန်ပြီးတော့ဝီလာတဲ့လူတွေဒီနေ့ပြီးတော့တရားလုံးပြီးတော့ဖြစ်ပါတယ်ထိုနဲ့ဒီပါဒီနေ့ကျွန်တော်တက်လာပါတယ်ဒီနေ့ပြီးတော့တရားကိုစားနေတယ်ဒီနေ့ဝီနေထူးပါတယ်ကျွန်တော်လည်းဒီမှာရှိနေတဲ့ဒီအားဒီမှာဒီလိုလေးပြီး
မတူရှိတယ်ဒီနေ့ကိုယ်ပြောင်းရှိတဲ့အရာတွေကိုဒီနေ့ဝီရောဖျားကတည်းကပြုပြင်ပြီးတော့ဒီခရစ်တော်နဲ့ကျွန်တော်တို့တက်တာဘလုံးသွားတယ်ဖြစ်တယ်ဆိုရင်ဒါရဲ့ပုံပြပေးမယ်ဖြစ်ပါတယ်ဒီနေ့မကပဲကျွန်တော်တို့တက်တာကိုဒီနေ့ဝီရောဖျားရဲ့လှုပ်လှုပ်ရှင်အဖြစ်ကျွန်တော်တို့မတက်နိုင်ရှင်းတွေမလုံနိုင်ရှင်းတွေကိုဒီနေ့သမန်တော်ခေတ်မှာဒီနေ့တပည့်တော်တွေကိုပြီးတော့တူးထီးတဲ့အခါမှာသူတို့ဒီနေ့ဘုရားမှုတော်အကောင်းဆုံးလုပ်နေတယ်သူတို့ရေးရေးရှင်းနေရှိတယ်ဒီနေ့သူတို့ဟောပြောရှာအဖြစ်ဒီနေ့လူပေါင်းများတော့ပြောင်းလဲစေတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလည်းဒီဝီတော်ဖိတ်ခေါ်ရှင်ဝီတော်ဖျားကျွန်တော်ရဲ့အသက်တာဖြစ်မှာရှိတယ်ဒီလိုဖျားကျွန်တော်ရဲ့အသက်တာထဲမှာဒီနေ့အလုံးလုံးပဲဆိုရင်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဒီထူးခြားမှုတွေဖြစ်လာမှာဖြစ်တယ်ဒီနေ့ဟောပြောရှင်ဒီပါတော်ဖျားရဲ့ကတော့တဲ့အာရုံကျွန်တော်တို့ဟောပြောနေမှာဖြစ်ပါတယ်ရေးရေးရှင်းနေဟောပြောနေမှာဖြစ်တယ်ကျွန်တော်တို့ဖျားရှိမှဒီနေ့ရှင်တော်ရအောင်ဒီနေ့ဘောကိုကျေးဇူးတင်တယ်ဒီနေ့ဖျားမှာကျွန်တော်ရဲ့ကြောင်းကနေထဲကနေဒီနေ့ဒီကနေ့ကျွန်တော်တို့ရပါရအောင်ဒီဘောနဲ့အတေတာချေကိုဒီနေ့ဘောဖျားလက်ဒီဘောကိုတော့ပါဘောဖျားကိုဒီနေ့နေရာဒီနေ့ကျွန်တော်ရဲ့ရှိနေတဲ့နေရာဒီမှာဘောတော့ဘောပြီးတော့ဖျားဒီနေ့ကျွန်တော်ရဲ့လုံနေရှိတဲ့လက်နဲ့ရှိတဲ့အချက်မှဒီနေ့ဘောဘောတော့တက်စားတယ်ကျွန်တော်တို့ကိုမြင်ရပြီးဖွင့်ပြပါဒီနေ့ဘောဖျားရဲ့လုံနေရှိပါတော့ဘောပါတယ်ဆက်လက်ပြီးကျွန်တော်တို့ခင်ဗျာရှိနေတယ်ဒီနေ့ယုံကြည်ရှိတယ်ဒီနေ့ကျွန်တော်ရဲ့ဖျားကျွန်တော်တို့ပုံပြနေတဲ့ဖျားကိုယ်ကမသာပေးတဲ့ဖျားဒီနေ့ဝီရောဖျားကျွန်တော်ရဲ့စတာမှာဒီနေ့နာမဒီနေ့ဒီပေးတဲ့ဖျားကျွန်တော်ရဲ့နာမရှိတဲ့နေ့စတာမှာကျွန်တော်ရဲ့အမိဖျားနေ့စတာကျွန်တော်ရဲ့ပုံပြရမယ့်យ៉ាងဒီဝီရောဖျားအော်ဒီနေ့မှာဒီနေ့ရှိရတော့နေ့ဘောရှိတဲ့တောင်းမြရောက်စီတာဒီနေ့စေတနာရများတော့ရှိမှဖြစ်တယ်ဆိုလို့ရှိရင်တွေ့ကြုံရတဲ့လူတွေများများမရှိပါဘူး။တို့တော်များလေးကိုရောကိုချစ်ရဲ့ကိုရောကိုဒီနေ့ကိုယ်ကိုခိုင်ထိုင်တဲ့ဖျားကိုဒီနေ့ကိုယ်ကိုရောက်ရှိလာတဲ့နှလုံးသားရောက်စီတဲ့အတ္တမှာဒီနေ့ကိုရောဖျားသူတို့ရဲ့မလွတ်မြောက်နေရှင်တွေသူတို့ရဲ့ဒီနေ့ဟိုခံစားနေရတဲ့ຢာတွေကိုကိုရောဖျားလွတ်မြောက်ရှင်တွေဒီနေ့သက်သာရောက်တော့ကိုရောပေးနေတဲ့ဖျားကိုရောဖြစ်ပါတယ်။ကျွန်တော်ရဲ့တရားမှာဆိုကိုရောဖျားကြားယူပါဒီမှာရှိဒီနေ့ကိုရောချစ်တဲ့တော်ကြီးရောက်စီတဲ့ဒီနေ့စီတိုင်းတို့ဆက်တဲ့ကိုဒီမီနဲ့ကိုရောဖျားဆက်ပြီးမဆာဆက်ပြီးကိုရောတို့တော့ထဲမှာနေစီတယ်မှာကိုရောကိုခံပြီးတော့ကိုရောဖျားတို့တော့နဲ့တိုင်းအသက်ရှင်နေပြင်ကိုရောမဆာဆူတောင်းတယ်ဒီနေ့ကိုရောဖျားဒီလိုကတော့အားရှိလို့တော့အနေကျွန်တော်တရားဝင်ခံယူရရှင်နေဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့လောကရာကျွန်တော်တို့ကစာနေနေဒီတန်ဖိုးရှိတဲ့ဒီနေ့ဖျားလို့ပဲတော့မကြားနိုင်အောင်ဒီနေ့ဘက်ကနေဒီနေ့နောက်ဆက်နေတဲ့အရာတစ်ခုစီတိုင်းကိုယေရှုနာမအဖြစ်တားရှိပါတယ်ဒီနေ့ဘုရားဒီနေ့ကိုပြီးတော့ဘုရားလောလောဘုရားဒီလိုဘုရားရဲ့အံဖွယ်မှုရောက်တိုင်းမြင်နေဘုရားဒီနေ့ဘုရားပြည့်မစရာကိုလည်းတိုင်းကိုကောင်းကြည့်ပြီးတော့မှာဘုရားဒီနေ့ကြားလို့နားနေနေဘုရားဒီနေ့အတိအုံနေမဟုတ်ဘူးဒီနေ့တကယ်ပဲနှလုံးသားထဲမှာတကယ်နားနေနေတော့ဘုရားပုံနာနေတော့ဒီနေ့နားနေနေဘုရားဘုရားလို့လို့ပြတဲ့
ရှင်ကိုခံခဲ့ရဖျားကိုဖြစ်ကြောင်းကိုဒီနေ့မင်းရှုဖျားရေးနာမကိုပြုရဲ